ပုတ်ကသုံးတဲ့လူရှိမှပေါက်တာသုံးတဲ့လူမရှိရင်မပေါက်ဘူးစင်မော်လေးမှာတဝင်းတစ်ခါအတွက်ရုံးကန်စားတောက်နေတဲ့ကလေးတွေကိုတော့ဒီလိုမတတ်မှတ်တင်ပါဘူးလို့မိကြမြစ်တာခံယူတာအဲ့ဒီလိုသာမူရင်းတေးတန်ရှင်ရဲ့မူရင်းတေးရေးကဟလာမပေးဘဲနဲ့စိုးခွင့်မပေးဘူးပြစ်ဒဏ်ပေးမယ်ဆိုရင်အမေတို့ဈေးတွေထဲမှာလမ်းဘေးတွေမှာဘုံတူတူနဲ့ဟလာတချင်းဆိုနေတဲ့ကလေးတွေအဲ့တချင်းတွေကြီးဆိုတာကိုယ်ပိုင်တချင်းမရှိဘူးအဲ့ကလေးတွေရောဖမ်းပါလားအဲ့ဒါကြတော့လေသပင်နဲ့မဆိုင်ဘူးတမီးရဲ့တကယ်တော့လေသပင်ကစာထုတ်တာမဟုတ်ဘူးပေါ့တကယ်တော့ဂီတကစာထုတ်တာသူ့ပေမဲ့အခုဖြစ်ခဲ့တဲ့ပြဿနာအရရက်တွေကိုခြုံကြည့်ကိုဖို့ချစ်ကအလွန်တနာဖို့ကောင်းဘာဖြစ်လို့လဲဆိုဘယ်အဖွဲ့အစည်းကစာထုတ်လိုက်ပြီတပည့်ပြန်ထုတ်ရတာလေမထုတ်လို့မှမရတာကိုဖို့ချစ်ထုတ်နေတာမဟုတ်ဘူးအခုပေါ့ဥပမာပေါ့ဟုတ်လားဒီဘာခေါ်လဲမတန်မစွမ်းပေါ့နော်ကထုတ်တယ်ဆရာကြီးတွေကထုတ်တယ်ဆိုရင်အဲ့ဒါကိုတပင်းနဲ့သက်ဆိုင်နေတာဖြစ်တဲ့အတွက်တပင်းကပြန်ထုတ်ပေးရတာလေကိုဖို့ချစ်ကထုတ်တာမဟုတ်ဘူးခုဂီတလည်းအဲ့လိုပဲဂီတကနေပြီးတော့ပေါ့တချင်းနေပြန်ဆိုပေါ့ဥပမာအမေတို့အတွေးရတော့အမေတို့ကပရာဟိတသမားတွေဖြစ်တဲ့အတွက်ပရာဟိတအတွေးနဲ့အမေတို့တွေးမယ်ဘယ်လိုတွေးမလဲအမေကြားရေးထားတဲ့တချင်းတွေရှိတယ်တချင်းတွေကတချင်းကောင်းနေပြီပဲဖြစ်တဲ့အတွက်ဒီတချင်းကတော့ဘလောက်ဒီတချင်းကတော့ဘလောက်ဒီစာကတော့ရှည်လို့ဘလောက်ဒီစာကတော့တိုလို့ဘလောက်လို့ရောင်းစားတဲ့အမှုပညာလောက်စားတဲ့လူတွေမှာအမေကြားမပါစေရဘူးတက်တက်မပါစေရဘူးယူရီးယားတစ်ပုတ်ကိုဘလောက်ပေါ့နော်ငိုချင်းတစ်ပုတ်ကိုဘလောက်လို့တော့အမေကရောင်းမစားဘူးဒါပေမဲ့လို့အမေကိုကြော့ပါတယ်ဆိုလို့ရှိရင်အမေကယူတဲ့သူမျိုးဖြစ်တဲ့အတွက်တချင်းတစ်ပုတ်ကိုရေးလိုက်တယ်ပေါ့သမီးရဲ့ဥပမာအမေကအမေနဲ့ကိုချင်းစာပြီးပြောတာပါတချင်းတစ်ပုတ်ကိုရေးလိုက်တယ်ပေါ့မောင်ချင်းများစုကတော့မမအေးရဲ့မူပိုင်တချင်းလေဘယ်မင်းသမီးရပဲဆိုဘယ်အဆိုတော်ကပဲဆိုဘယ်လောက်ပဲကောင်းနေမူရင်အဆိုတော်ဒီမတော်မမအေးဆိုတာလူတိုင်းသိတယ်နော်ဒါလေးကိုပေးစားစီချင်တာပါအမေကြားကလေဝမ်းစာလေးတွေအတွက်ပေါ့အခုသူတို့အမေကြားကို Messenger ကနေပြီးတော့လာပြောကြတယ်လေမကြားရေတချို့နာမည်ကြီးအမှုပညာရှင်တွေကကြီးတွေယူပြီးတော့လှုပ်ရှားနေတာဒီလိုလူမျိုးတွေအတွက်တီးသန့်တတ်မှတ်တာဖြစ်ပါလိမ့်မယ်အဲ့ဒါဆိုရင်တော့ကောင်းပါတယ်နော်သူ့ပေမဲ့လို့ဇက်စင်ပေါ်မှာမိကြားတို့အခုနာမည်ကြီးနေတဲ့အခုတမီးတို့ဇလောကမှာအခုနာမည်ကြီးနေတဲ့နိုးစိန်တို့နောက်ဆန်းရွှေစင်းတို့ဟုတ်လားနောက်ပြီးတော့နိုဘယ်လိုင်းတို့နောက်မင်းသမီးလေးတွေချမ်းမိုးတို့အများကြီးပဲနော်အဲ့ကလေးတွေမိုးတဲတို့ဘယ်လောက်ရတယ်ထင်ပညာမှာသူတို့ညာကြီးလေးတွေကတသိန်းလောက်ရတာအဲ့ကလေးတွေအခုစူးစူးပြိုးပြိုးနဲ့လှူနိုင်တယ်သုံးနိုင်တယ်ဆိုတာပြိတ္တကောင်းနော်အဲ့ဒီပေါ်မှာဒီကလေးတွေပေါ်မှာဒီတချင်းတွေဆိုလို့ထိရောက်စွာအရေးယူမယ်ဆိုရင်ဒီကလေးတွေတေရောပေါ့နော်မိသားရဲ့နှလုံးသားနဲ့ပြောတာပါမိသားကတော့လေဒါပေမဲ့လည်းအမိသားကသူမကိုမဟုတ်တာဆိုတဲ့တရားကိုအမြဲလက်ကင်ထားတာဖြစ်တဲ့အတွက်သူစီရင်တာသူတရားပေါ့မိသားအနေနဲ့လူကြီးတယောက်အနေနဲ့ပြောရရင်တော့မဖြစ်စေချင်ဘူး။ဘာဖြစ်လို့လဲဆိုရင်အခုအစိုးရတယောက်ကခုဟုတ်လားတချင်းဆိုလိုက်တယ်ပေါ့နော်။အဲ့တချင်းကဟိုတုန်းကဒီလိုမျိုး social media ခေတ်မဟုတ်ဘူး။စူလွယ်နဲ့လွယ်မရှိဘူး။ရန်ကုန်ကနေပြီးတော့ဟုတ်လားကဘာကျော်နိုင်ငံကျော်အစိုးရကြီးတွေဆိုလိုက်တဲ့တချင်းတွေကိုကက်ဆက်ကလေးနဲ့ကက်ဆက်ခေတ်ပဲရှိသေးတာလေကက်ဆက်ကလေးနဲ့ခွေလေးတွေထုတ်တော့အညာမင်းသမီးမင်းသားတွေရန်ကုန်မင်းသမီးမင်းသားတွေကမဆိုကြတာလေဆိုလို့ပေါက်တာတချင်းတစ်ပုတ်ကသုံးတဲ့လူရှိမှပေါက်တာသုံးတဲ့လူမရှိရင်မပေါက်ဘူးဒါလေးကိုပြန်ငဲ့ပေးကြပါပေါ့အမေကြားပြောတာတတ်မှတ်လို့ရတယ်အကန့်အသတ်ကလေးနဲ့ပေါ့နော်ဥပမာပေါ့ဒီတချင်းဒီတေးဘသူတေးဆိုဘသူရဲ့မူရင်းဖြစ်ပါတယ်ဒီတချင်းများအားပြန်လဲ CD ထုတ်ခွင့်မပေးပါဘူးမှန်တယ်လေဒါဖြစ်ကိုဖြစ်ရမှာဟုတ်တယ်မလားဒီမူရင်းတေးဆိုနဲ့မူရင်းတေးရင်နဲ့မတိတဲ့နဲ့အလွဲသုံးစား CD ထုတ်တာမျိုးဗီဒီယိုဇက်ထုတ်တွေထဲမှာယူသုံးတာမျိုးကမဖြစ်သင့်
ဟုတ်တယ်မလားမဖြစ်သင့်ဘူးမဖြစ်သင့်တာဖြစ်တဲ့အတွက်မူရင်းတေးရင်းနဲ့တေးဆိုကိုခွင့်တောင်းပြီးကမှခွင့်မပေးရင်ဝယ်ယူပြီးကမှသုံးလက်ရှိလောလောဆယ်စင်မော်လေးမှာတဝင်းတစ်ခါအတွက်ရုံးကန်စားတောက်နေတဲ့ကလေးတွေကိုတော့ဒီလိုမတတ်မှတ်တင်ပါဘူးလို့မိကြမြစ်တာခံယူတာအဲ့ဒီလိုသာမူရင်းတေးတန်ရှင်ရဲ့မူရင်းတေးရေးကဟလာမပေးဘဲနဲ့စိုးခွင့်မပေးဘူးပြစ်ဒဏ်ပေးမယ်ဆိုရင်အမေတို့ဈေးတွေထဲမှာလမ်းဘေးတွေမှာဘုံတူတူနဲ့ဟလာတချင်းဆိုနေတဲ့ကလေးတွေအဲ့တချင်းတွေကြီးဆိုတာကိုယ်ပိုင်တချင်းမရှိဘူးအဲ့ကလေးတွေရောဖမ်းပါလားဟုတ်တယ်မလားကျမကိုသမင်းကိုစားကိုရီကိုတောက်ပြီးပရာဟိတာလုပ်ပါတယ်ဒီလိုပဲအမှုပညာရှင်ကြီးများအားလုံးကျမဥတိုက်ပါတယ်မြစ်တာတရားလေးတွေနဲ့နှလုံးသားလေးတွေနဲ့အကန့်အသတ်ကလေးခွဲပြီးတော့တတ်မှတ်ပေးကြပါလို့နော်ဒီခေတ်ဒီအခြေအနေမျိုးမှာလူသားအားလုံးဟာလူသားစံပေးကြပါလို့ပဲအမေကြီးကပြောချင်ပါတယ်ရှင်